ကဲအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့မှာတော့ကျွန်တော်ရှင်နုကခန်းကြီး18မှာယေရှုခရစ်တော်ကပြောထားတဲ့ຢာကိုနည်းနည်းဝင်ငါသွားချင်တာဖြစ်ပါတယ်ဆိုတော့ရှင်နုကခန်းကြီး18မှာယေရှုခရစ်တော်ကပြောထားတယ်လေဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူတွေကိုစုတောင်းတဲ့နေရာမှာအားမလျှော့ဘူးယေရှုခရစ်တော်ကဥပမာပြောထားတဲ့ຢာကိုတွေ့ရပါတယ်မြို့တစ်မြို့မှာတဲ့မုတ်ဆုမတယောက်ရှိတယ်ဒီမတရားတဲ့တရားသူကြီးတယောက်ရှိတယ်တရက်မှာတော့ဒီမုတ်ဆုမတယောက်ကပြဿနာဖြစ်တယ်သူ့ဘဝမှာပြဿနာဖြစ်တဲ့ကကြတော့အဲ့ဒီမတရားတဲ့တရားသူကြီးစင်မှာတွားတယ်နော်ကျမရဲ့ပြဿနာကိုဖြေရှင်းပေးပါနော်ကျမဒီလိုဒုက္ခရောက်နေတယ်ဆိုမှအဲ့မတရားတဲ့တရားသူကြီးစင်မှာတွားပြီးမှပြဿနာဖြေရှင်းဖို့အကူအညီတော့တောင်းတယ်နော်အကူအညီတောင်းတဲ့ခါကျတော့မတရားတဲ့တရားသူကြီးကအလုံးမခရီးမဆိုင်ဘူးအဲ့ဒီအမျိုးသမီးကိုဆိုတော့လုံးမခရီးမဆိုင်တဲ့ခါမှာအဲ့ဒီမတရားတဲ့တရားသူကြီးရဲ့စိတ်ထဲမှာဘယ်လိုတွေးမိတယ်လဲဆိုလို့ရှိရင်ဒီအမျိုးသမီးကိုကျွန်တော်ကမဖြေရှင်းပေးဘူးဆိုလို့ရှိရင်ဒီအမျိုးသမီးကခဏခဏလာပြီးမှငါ့ကိုပြင်ပန်းစေမှာပဲနော်ငါ့ကိုခဏခဏဒုက္ခပေးမှာပဲဆိုမှသူမတရားတဲ့တရားသူကြီးကသူတွေးမိလိုက်တယ်ပေါ့နော်တွေးမိလိုက်တဲ့ခါမှာဒီတိုင်းဆိုရင်တော့မဖြစ်ဘူးဆိုတော့သူဖြေရှင်းပြီးမှဖြစ်မယ်ဆိုမှအဲ့ဒီမုတ်ဆုမရဲ့ပြဿနာကိုအဲ့ဒီမတရားတဲ့တရားသူကြီးကသူဖြေရှင်းပေးတယ်ဆိုမှကျွန်တော်တို့ယေရှုခရစ်တော်ကပြောထားတဲ့အရာကိုတွေ့ရပါတယ်ယေရှုခရစ်တော်ပြောချင်တဲ့အရာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကူးကွယ်တဲ့ထာဝရဘုရားကမေတ္တာရှင်ဖြစ်တယ်ပေါ့နော်မေတ္တာရှင်ဖြစ်တယ်ဆိုတော့မေတ္တာရှင်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုဘုရားသခင်ကမေတ္တာနာငြောင်းတယ်အမေတ္တာဖြေရှင်းပေးဖို့ဖြစ်တယ်လောကမှာရှိတဲ့ဒီမတရားတဲ့ဆိုတဲ့မတရားဘူးဆိုတဲ့တရားသူကြီးကတော့မှဒီမုတ်ဆုမရဲ့ပြဿနာကိုဖြေရှင်းပေးတယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တရားတဲ့ဘုရားတမန်တရားနဲ့ပြည့်စုံတဲ့ဒီဘုရားသခင်ကကျွန်တော်တို့ဘဝကိုအမေတ္တာဖြည့်ဆည်းပေးတဲ့ဘုရားဖြစ်တယ်ဆိုရကိုနားလည်စေချင်တာဖြစ်ပါတယ်အေတေလလူမျိုးတွေကအေဂရုပြည်ကနေထွက်လာတယ်အေဂရုပြည်ကနေဘာကိုမျှော်လင့်တယ်ဆိုလို့ရှိရင်အေဂရုပြည်ကနေဒီခါနာပြည်ကသူအေတေလလူမျိုးတွေရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်ဒီအေဂရုပြည်ကနေခါနာပြည်ကိုမရောက်မချင်းကသူတို့မှာအဲ့ဒီလိုင်းကိတ်ကိုသူတို့ကဖြတ်တန်းရတယ်နော်ဖြတ်တန်းရတဲ့အချိန်ကြီးရှိတယ်ဆိုတော့အဲ့ဒီလိုင်းကိတ်ကိုဖြတ်တန်းမှပဲဘုရားသခင်ကဒီခါနာပြည်ကိုသူတို့ကဝန်စားခွင့်ကိုပေးတာဖြစ်ပါတယ်ဆိုတော့ဒီခါနာပြည်မရောက်မချင်းကသူတို့ကအမေတန်ခရီးဆက်နေရတဲ့အေတေလလူမျိုးတွေဖြစ်ပါတယ်ကျွန်တော်တို့ကလည်းဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းချီးမင်္ဂလာမရောက်မချင်းကျွန်တော်တို့ကယုံကြည်ခြင်းအဖြစ်ဘုရားသခင်ကိုဆုတောင်းချပြီးကျွန်တော်တို့ကခရီးဆက်နေရမှာဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကပြောတယ်လေဆိုလို့ရှိရင်ဘုရားသခင်ရွေးချယ်ထားတဲ့ယုံကြည်သူဟာဆိုလို့ရှိရင်လည်းညမပြတ်ကျွန်တော်တို့ကဆုတောင်းမယ်။အဲ့ဒီဆုတောင်းခြင်းနဲ့ကျွန်တော်တို့ခရီးဆက်မယ်ဟဲ့ဆိုလို့ရှိရင်အလင်းအမြန်တော်မှဘုရားသခင်ကဖြည့်ရှင်းပေးမယ်ဆိုမှကျွန်တော်တို့ကိုဒီပုံဥမာပြပြောထားတာဖြစ်ပါတယ်